မင်္ဂလာပါပိန်းနေသီးကိုကျွန်တော်တို့ပြုတ်ပေးသွားပါမယ်နူးဤတဲ့အထီအောင်ပြုတ်သွားပေးရပါမယ်လုံးဝဤသွားတဲ့အထီအောင်ပြုတ်ပေးသွားပါမယ်ကျက်သွန်အဖြူအနည်းငြုတ်သည့်အစိမ်းအမှဲ့ကိုကျွန်တော်အသုံးပြုထားပါတယ်ဤတဲ့အထီပြုတ်ပေးသွားပါမယ်စီအနှဲငယ်ထည့်ပေးပါနှစ်သက်ရာငါအမျိုးမျိုးကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်ငါ့ကိုအခုလိုမျိုးကျွတ်မွနေအောင်ကြော်ပြပါပြီဆိုရင်အယိုးနှွင်ထားပေးပါစီအနှဲငယ်ထည့်ပြီးကျွန်တော်တို့မီးနည်းနည်းလေးနဲ့မီးဖို့ပေါ်တင်ထားပေးပါပြုတ်ထားတဲ့ငရုတ်သီးတွေကိုညက်နေအောင်ထောင်ပေးရပါမယ်။ဒါကတော့ပြုတ်ထားတဲ့ပိန်းနေသီးကိုကျွန်တော်လှီးပြီးရေတွေစစ်ထားတာပါ။မထောင်မဲ့ဆက်နဲ့အသုံးပြုမယ်ဆိုလည်းရပါတယ်။ကျွန်တော်ကတော့ထောင်ထားပါတယ်။အခုလိုမျိုးညက်ပြီးဆိုရင်တော့ကြော်ထားတဲ့ငါးကိုထည့်ပေးသွားပါ။လုံးဝညက်နေအောင်ထောင်းတာကပိုပြီးစားလို့ကောင်းပါတယ်။ချုံမို့အနှဲငယ်ထည့်ပေးပါ။ငါးငပြားရီထည့်ပေးပါ။ဒီနေရာမှာငပိစိမ့်သားကိုကြော်ပြီးထည့်ပေးရမှာပါ။ကျွန်တော်ကငပိစိမ့်သားကုန်နေတဲ့အတွက်ထိုင်းငပိကိုအသုံးပြုခြင်းဖြစ်ပါတယ်။တမယာသီးလေးကိုထည့်ပေးပါ။တမယာသီးဟာပိုထည့်ပေးရပါမယ်။ငပိစိမ့်သားရှိတယ်ဆိုရင်ငပိစိမ့်သားကိုမီးကင်၍တော်၎င်းကြော်၍တော်၎င်းထည့်ပေးလို့ရပါတယ်။ကျွန်တော်ကိုယ်တိုင်တော့ပိန်းနေသီးကိုအခုမှထောင်ပြီးစားဘူးတာပါအရင်စားလို့ကောင်းပါတယ်အရသာတော်တော်ကိုထီထီမိမိနဲ့အရင်စားလို့ကောင်းပါတယ်ဒါကတော့ခုနကျွန်တော်တို့မီးဖို့ပေါ်တင်ထားတဲ့စီပူကိုအပေါ်ကနေလောင်းပေးခြင်းဖြစ်ပါတယ်မကြိုက်နှစ်သက်ဘူးဆိုရင်မလောင်းပေးလို့ရပါတယ်စီပူလောင်းပေးခြင်းကကျွန်တော်တို့ရဲ့ထောင်းထားတဲ့ပိန်းနေသီးတောင်းလေးကိုအရင်အနံ့မှုေးစေပြီးစားလို့ပို့ပြီးတော့ကောင်းစေပါတယ်အရန်စားကောင်းပြီးအရန်ထမင်းမိန်စေတဲ့အတွက်ကျွန်တော်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ကျေးဇူး